ပြောတာပါမင်းကိုဖွင့်ပြောလိုက်ခြင်းပြီးရင်တွေကစကားလုံးတွေကိုနေ့တစ်ချိန်ချိန်မှတော့ဖွင့်ပြောမယ်ဟေ့တော်ရင်နာYo